ဒီနေ့ပြောပြပေးခြင်းနဲ့အကြောင်းအရာလေးကတော့ကိုဗစ်ထက်ကိုပဲသေဆုံးမှုပိုပြီးတော့များတယ်တကယ်လို့ရောဂါကူးစက်လာပြီဆိုရင်သေဆုံးနှုန်းက40% ကနေ 75% အထိရှိတဲ့အပြင်မြန်မာနိုင်ငံနဲ့ထိစပ်နေတဲ့အိန္ဒိယနိုင်ငံအိန္ဒိယမှာလည်းဖြစ်တဲ့ case တွေများနေတဲ့ Nipah virus အကြောင်းကိုပြောပြပေးခြင်းပါတယ်ဒီ Nipah virus ကဘယ်လိုမျိုးဖြစ်လာတာလဲတကယ်လို့ Nipah virus ကူးစက်ခံရတယ်ဆိုရင်ဘယ်လိုရောဂါလက္ခဏာတွေပေါ်လာတတ်တာလဲနောက်ဆက်တွဲရောဂါတွေဘာတွေဖြစ်နိုင်လဲတကယ်လို့ဖြစ်လာပြီဆိုရင်ဘယ်လိုကုသမှုတွေခံယူသင့်လဲဒီလိုမျိုး Nipah virus မဖြစ်အောင်လို့ဘယ်လိုကာကွယ်သင့်လဲဆိုတဲ့အကြောင်းအရာလေးတွေကိုဒီကနေ့ပြောပြပေးချင်ပါတယ်ရှင်ဒီ Nipah virus ဟာဆိုရင်1998မှာဆိုရင်မလေးရှားနိုင်ငံ1999မှာဆိုရင်စင်ကာပူနိုင်ငံမှာဖြစ်ပွားခဲ့တယ်ဆိုတာကိုတွေ့ရပါတယ်ဒါအပြင်အိန္ဒိယနိုင်ငံဘင်္ဂလားဒေ့ရှ်နိုင်ငံတွေမှာဆိုရင်2001ကနေပြီးတော့မှနှစ်တိုင်းလိုလိုဖြစ်လာပြီးတော့ဒီ2026အပါအဝင်မှာလည်း Nipah virus ကဖြစ်ပွားနေတယ်ဆိုတာကိုတွေ့ရပါတယ်ပထမဆုံးအနေနဲ့ Nipah virus ကဘယ်လိုမျိုးဖြစ်လာလဲဆိုတဲ့အကြောင်းလေးကိုပြောပြပေးချင်ပါတယ်။ Nipah virus ကတိရစ္ဆာန်ကနေလူကိုကူးစက်တဲ့ zoonotic virus တစ်မျိုးပဲဖြစ်ပါတယ်။ကျန်းမာရေးဗီဒီယိုလေးတွေကိုပုံမှန်တင်ဆက်ပေးနေတဲ့ဒေါက်တာလဲ့လဲ့လှဝင်းရဲ့ YouTube channel လေးကနေအားလုံးကိုကြိုဆိုလိုက်ပါတယ်ရှင်။